စနေနေ့နေ့ည Premier League ပွဲစဉ်တွေကတက်ကက်ကိုစိတ်ဝင်စားစရာအကောင်းဆုံးပွဲတစ်ပွဲအကြောင်းပြောကြအောင် ဟုတ်ပါတယ် League ထိပ်ဆုံးမှာဥဆောင်နေတဲ့အမြောက်တပ် Arsenal ကသူတို့ရဲ့အိမ်ကွင်း Emirates မှာတီးရသည့်ရဲ့အားစင်စရာအသင်း Sunderland ကိုဧည့်ခံပါပါ ဟုတ်တယ်စာရုပ်ပေါ်မှာကြည့်ရင်တော့လွယ်လောက်တယ်လို့ထင်ရပါမယ်ဆက်လန်းတွေကများပြီပဲเนาะဒီပွဲမှာ အများကြီးပဲတစ်ဖက်မှာ Champions ဆုအတွက်အရှင်အကြည့်နဲ့ခြိတက်နေတဲ့ Arsenal ဟုတ်တယ်ကြားရက်ခတ်မှာခရဘောက်ခတ်မှာ Chelsea ကိုအနိုင်ရပြီး final တက်ထားတော့စိတ်တက်ပိုင်းကကောင်းဆုံးပေါ့ နောက်တစ်ဖက်မှာကျတော့တန်တက်အသင်းဖြစ်ပြီးမဲ့အဆင့်ရှိနေရသည့်ရောက်နေတဲ့ Sunderland ရဲ့မထင်မထားတဲ့ခီးကြံ ဒါပေမဲ့အဲ့ဒီမှာအထက်ကစင်ခေါ်မှုကဝင်လာတာပဲအာဆင်နယ်ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဆာကာနဲ့အိုဒီဂတ်တို့မပါနိုင်ဘူးဆိုတဲ့သတင်းတွေကဒီပွဲကိုပို့ပြီးတော့ဟန်ချစ်ညီဝါစေတယ် ကောင်းပါပဲဒါဆိုရင်ဒီနေ့ကျွန်တော်တို့ရဲ့ဆွေးနွေးမှုမှာဒီအချက်တွေကိုပဲအသေးစိတ်ကြည့်ကြတာပေါ့အသင်းရဲ့လက်ရှိခြေစွမ်းအဲဒီတန်ရာသတင်းတွေရဲ့တရားမှုပြီးတော့ဒီပွဲရဲ့အခြေကိုပဲအချက်တွေကအဆုံးဖြတ်ပေးသွားနိုင်မလဲဆိုတာကိုတုံးသက်ကြည့်ကြအောင် ကောင်းပါတယ် ပထမဆုံးအနေနဲ့လက်ရှိခြေစွမ်းကိုယဉ်ကြည့်အောင်အာဆင်နယ်ကတော့အရှိန်အရင်ကောင်းနေပြောရမယ် ဟုတ်တယ်လေနောက်ဆုံးပွဲမှာ Leeds United ကို40နဲ့နိုင်ထားတယ် ပြီးတော့ခုနပြောသလိုပဲ Chelsea ကို Flower မှာအနိုင်ယူထားတော့သူတို့ရဲ့ယုံကြည်မှုက ကောင်းကင်ထိရောက်နေမှာပေါ့အထူးသဖြင့်အင်ကွင်း Emirates မှာဆိုရင်သူတို့ကိုနိုင်ယူဖို့ဆိုတာပဲအသင်းတော်မှာမလွယ်ဘူး ဒါပေမဲ့ Sunderland ဘက်ကိုလည်း short တော့လို့မရအောင်နော်သူတို့လည်းနောက်ဆုံးပွဲမှာဘန်လီကို30နဲ့နိုင်ထားတာ မှန်ပါတယ်သူတို့ကိုဒီဟာဒီရဲ့အားသင့်ခွဲအသင်းလို့ပြောနေကြတာအကြောင်းမဲ့တော့မဟုတ်ဘူးတန်းတက်အသင်းတစ်သင်းသာအစီရှိမှရက်တည်နေနိုင်တာတော်တော်လေးချီးကျူးစရာပဲ သူတို့ရဲ့အဓိကအားသာချက်ကဘာဖြစ်မလဲ ဆိုတော့သူတို့ရဲ့အားသာချက်ကခံစစ်ကိုအကောင်းဆုံးအဖြစ်ကစားပြီးတံပြန်တိုက်စစ်ခင်းနဲ့ခွင့်ရယူတာပဲအထူးသဖြင့်အင်ကွင်းမှာဆိုရင်ဒီကစားကွက်ကအရန်ထိရောက်ပဲ ။အော်အိမ်ကွင်းမှာကျတော့လာကစားတဲ့အသင်းတွေကတိုက်စစ်ဖွင့်ကစားလို့နေရာလွတ်တွေရတယ်ပေါ့ အတိအကျပဲဒါပေမဲ့အဲ့ဒီမှာစိုးရင်စရာအချက်ကဝင်လာပြီအဝေးခွင်းမှာကျတော့အဲ့ဒီပုံစံကအလုံးမဖြစ်ဘူး ဟုတ်လား ဟုတ်တယ်သူတို့အဝေးခွင်းနောက်ဆုံး9ပွဲဆက်တိုက်နိုင်ကွယ်လုံးဝပျောက်ဆုံးနေကြဆိုတဲ့မှတ်တမ်းကတက်တည်ပဲလी Emirates လို့ကွင်းမျိုးမှာဆိုသူတို့ကတံပြန်တိုက်စစ်စင်ဖို့ထက်ခန်းစစ်ကိုပဲ60မိနစ်လုံးအာရုံစိုက်နေရမှာ ဒါပေမဲ့ဒီဟာဒီပထမအကြောတုန်းကသူတို့အိမ်ကွင်းမှာတူတူတည်ရကြခဲ့တယ်လေအဲ့ဒါကသူတို့အာဆင်နယ်ကိုဒုက္ခပေးနိုင်တယ်ဆိုတဲ့သက်သေမဟုတ်ဘူးလား ဟုတ်ပါတယ်အဲ့ဒီပွဲကသူတို့ရဲ့ခန်းစစ်နဲ့တံပြန်လိုက်စစ်ကဘလောက်အန်ဒီရများလဲဆိုတာကိုပြခဲ့တယ်ဒါပေမဲ့အဲ့ဒီတော့ကအာဆင်နယ်ကအခုလောက်ခြေစွမ်းအထူးထက်ကိုရောက်မနေသေးဘူးလေ ။အော်အခုကလိကိုဥဆောင်နေတဲ့အသင်းရဲ့ယုံကြည်မှုနဲ့ရင်ဆိုင်ရမှာကော ဟုတ်တယ်ပေါ့အဓိကမေခွန်းကအဲ့ဒီတုန်းကလို့စီကန်းကောင်းကောင်းနဲ့အမားအရွယ်မရှိ60မိနစ်လုံးကစားနိုင်ပါမလားဆိုတာပဲအထူးသဖြင့် Emirates ပြည်သက်တွေရဲ့အားပေးမှုအောက်မှာပေါ့ ကဲကစားကွက်အကြောင်းကလည်းဒီပွဲရဲ့အဆုံးဖြတ်ကိုပြောင်းလဲသွားစေနိုင်တဲ့အဓိကအချက်ဒိုင်ယာဒရင်ဒီဘက်ကိုတွားကြည့်အောင်အာဆင်နယ်ရဲ့အသက်တော်တကယ်ကိုကောင်းခဲ့စရာပဲ ဟုတ်ပါ တော်မန်တိုက်စစ်ရဲ့အသက်ဖြစ်တဲ့ဘူကာယိုဆာကာကတင်ပါဆုံးဒိုင်ယာကြောင့်လွဲမှတေးကြတလောက်ဖြစ်နေပြီ အင်းစကာတယောက်ထဲမပါရာကကိုအာဆင်နယ်တိုက်စစ်ပုံစံကိုတော်တော်လေးပြောင်းလဲသွားစေတယ်သူကတူးချင်းထိုးဖောက်နိုင်လို့ပြိုင်ဘက်ခံစစ်ကိုဆွဲဆန့်ထားနိုင်တယ်လေ သူမပိုင်ညာချန်ကတော်တော်လေးအားလျော့သွားနိုင်တယ် ဒါပေမဲ့အဲ့ဒီထက်ပိုပြီးအရေးကြီးတာကအသင်းခေါင်းဆောင်မာတင်အိုဒီကဲရဲ့အခြေအနေပဲသူလည်းကြန့်ခိုင်မှုမပြေဝသေးဘူးဆိုတော့ပါဖို့မပါဖို့မတေချာဘူး သူစမပိုင်ပိုးဆိုးသွားနိုင်တယ်ပေါ့ ပိုဆိုးတာပေါ့သူဒါမပါခဲ့ရေအာဆင်နယ်ကသူတို့ရဲ့ဦးနှောင်းတဲ့နှလုံးသားကိုတပြိုင်နက်တည်းဆုံးရှုံးလိုက်ရတယ်လို့ပဲဖြစ်သွားမှာ ဦးနှောင်းနဲ့နှလုံးသားဆိုတာကိုနည်းနည်းလေးတော်ရှင်းပြပေးပါလားသူတို့နှစ်ယောက်မပါတာကအာဆင်နယ်ရဲ့နီးဗျူဟာကိုဘယ်လိုအတီးကျတက်အောင်မှုရှိနိုင်မလဲ ကောင်းတဲ့မိကုံးမှာစန်တန်လန်ကခန်းစစ်ကိုအထိုင်ချပြီး541ပုံစံမျိုးနဲ့ low block ကစားမှတည်ကြတယ်ဆိုလိုတာကသူတို့ကစားသမား10ယောက်လုံးကဘောလုံးနောက်မှနေပြီးနေရာလို့မပိတ်အောင်ပိတ်ဆို့ထားမှာပေါ့ အဲ့လိုပိတ်ထားတဲ့ခန်းစီကိုဖောက်ဖို့ဆိုတာခက်တာပေါ့ အဲ့ဒီလိုပိတ်ဆို့ထားတဲ့ခန်းစစ်ကိုဖောက်ထွင်းဖို့အတွက်တောချက်နှစ်ခုလိုတယ်တစ်ခုကစာကာလိုတူးချင်းဆွဲခေါ်ပြီးခန်းစစ်ကိုနေရာလွဲသွားအောင်လုပ်နိုင်တဲ့သူ ဟုတ်ပြီ နောက်တစ်ခုကအိုဒီကလိုမက်ဆီသမိတ်အတွင်းမှာခန်းစစ်ကြားတဲ့ကိုထိုးဖောက်ပေးပုံနိုင်တဲ့ပိုင်နဲ့ pass ပေးနိုင်တဲ့သူအခုကအဲ့ဒီတောဖွင့်သမားနှစ်ယောက်လုံးမပါလာနိုင်တဲ့ခြေနေဖြစ်နေတာ ဒါဆိုအာတေတာကဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲသူ့မှာအခြားနည်းလမ်းတွေရှိသေးလား သူတော်လေးဖန်တီးရတော့မယ်အိုဒီကနေရာမှာဖာဘီယိုဗီယေရာလိုကစားသမားမျိုးကိုသုံးနိုင်တယ်ဒါမဲ့ तू ကအိုဒီကလောက်ပွဲကိုလွှမ်းမိုးနိုင်စွာမရှိဘူးလေ တိုက်စစ်ကကြိုတင်ခတ်မှန်းရလွယ်သွားနိုင်တယ်ပေါ့ ဟုတ်တယ်ဘောလုံးကိုဂိုးပေါက်ရှေ့မှာဝေးပဲဝေးမှာလုံနေုံနဲ့တကယ်ကိုထိုးပေါက်နိုင်ဆန်းပျောက်ဆုံးသွားနိုင်တယ် အာဆင်နယ်ဘာမှာဒီလိုတန်ရပြဿနာတွေရှိနေတယ်လို့
ဆန်နာလန်ဘက်မှာလည်းစိတ်မကောင်းစရာဇလန်တစ်ပုဒ်ရှိနေပြန်ရော အာဟုတ်တယ်ဇက်ခါ ဟုတ်တယ်သူတို့ရဲ့ကွင်းလက်လို့အာဆနယ်ကစားသမားဟောင်းဂီယာနစ်ဇက်ခါကခြေချင်းဝတ်တိုင်ရကြောင်းသူ့အသင်းဟောင်းရဲ့ကွင်းကိုပြန်လာမကစားနိုင်တော့ဘူး ဒါကပွဲကိုပိုပြီးအယောင်တင်ပေးမဲ့ဇလန်တစ်ပုတ်ဆုံးရှုံးသွားတာပေါ့ဒါပေမဲ့ဇလန်ပိုင်းရတဲ့မဟုတ်ဘူးနော်နီးဗျူဟာပိုင်းရလဲဆန်ဒလန်တော့နနမှုချီရဲ့ ဘယ်လိုမျိုးလဲ ဒါဆိုရင်ဆမ်ဒါလန်ရဲ့ကွင်းလက်ဖျားပေးမှုကိုသူ့ရဲ့အတွေ့အကြုံနဲ့ရင်ဆိုင်နိုင်မယ်သူမပါတဲ့အခါဆမ်ဒါလန်ရဲ့ကွင်းလက်ကအာဆနယ်ရဲ့ဖျားပေးမှုအောက်မှာအမားတွေလုံးမိဖို့ပိုများသွားနိုင်တယ် ဒါဆိုရင်တမိုင်းကတော့ဘယ်လိုရှိလဲဘာလို့လဲဆိုတော့ဆန်ဒါလန်ရဲ့အမရစ်ကွင်းကမတ်တန်ကတော်တော်လေးကိုဆူရွားနေတယ်လို့ကြားရတယ် အဲ့ဒီအချက်ကစိတ်ဝင်စားစရာအကောင်းဆုံးပဲဆမ်ဒါလန်ကအာဆနယ်ကွင်းမှာနောက်ဆုံးအနိုင်ရခဲ့တာက1983ခုနှစ်မှာ 1983နှစ်ပေါင်း40ကျော်ပြီ ဟုတ်တယ်အဲ့ဒီတော့ကအခုကစားနေတဲ့ကစားသမားအများစုမွေးတော့မမွေးသေးဘူးဒီလိုတမိုင်းဝင်မတန်းဆိုးတွေကကစားသမားတွေရေးစိတ်တဲ့အပေါ်တက်ရောက်မှုရှိတယ်လေ တကယ်ပဲလားဒီလိုမျိုးနှစ်ပေါင်း40ကြားတဲ့မတ်တန်းဆိုကလက်ရှိကစားနေတဲ့ကစားသမားတွေရဲ့စိတ်ထဲမှာတကယ်ပဲရှိနေုံမလားသူတို့ကတော့ဒါကနောက်ထပ်ဘောလုံးပွဲတစ်ပွဲပဲမဟုတ်ဘူးလား ကစားသမားတွေကတော့ဒါကိုနောက်ထပ်ပွဲအသက်ပွဲအဖြစ်ပဲမြင်အောင်ကြိုးစားမှာပေါ့ဒါပေမဲ့လူဆိုတာစိတ်နဲ့လည်းကစားရတာလေမသိစိတ်ထဲမှာပေါ့အဲ့ဒီအချက်ကရှိနေတယ် ဩ အထူးသဖြင့်ပွဲကစားနေရင်းနဲ့တကိုးပေးလိုက်ရတဲ့အခါမျိုးမှာဒီကွဲမှာငါတို့ဘယ်တော့မှနိုင်မှာမဟုတ်ဘူးဆိုရဲ here we go again ဆိုရဲအတွေးမျိုးဝင်လာတတ်တယ်အဲ့ဒီစိတ်တက်ပိုင်းဆိုင်ရာဖိအားကတော်တော်လေးကြီးမားပါတယ် ဒါဆိုရင်အာဆနယ်ဘတ်တက်ကြီးနေရောသူတို့မှဒဏ်ရာရကစားသမားတွေရှိနေပေမဲ့ဒီသမိုင်းမတ်တန်ကောင်ကသူတို့ကိုစိတ်တက်ပိုင်းဆိုင်ရာအရာအသားစီးရစီတယ်လို့ပြောလို့ရလား အတေးချပဲဒါကိုခံတက်စိတ်တက် fortress mentality လို့ခေါ်တယ်အာဆနယ်ကစားသမားတွေကအိမ်ကွင်းမှာဆိုရင်နိုင်ကိုနိုင်ရမှာဆိုရဲစိတ်နဲ့ကစားတယ်ပရိသတ်တွေကလည်းအဲ့ဒီအတိုင်းပဲမျှော်လင့်တယ် အဲ့ဒီအရှင်အဝါကပြိုင်ဘက်အသင်းကိုလွှမ်းမိုးသွားနိုင်တာပေါ့ ဟုတ်တယ်အထူးသဖြင့်ဦးလေးကွင်းခြေစွမ်းမကောင်းတဲ့တမိုင်းမှတ်တမ်းဆိုးရှိတဲ့အသင်းတစ်သင်းအထက်တော့အဲ့ဒီဖီအားကိုကြော်လွှားဖို့ကနှစ်ထုပ်လောက်ပိုခက်ခဲသွားနိုင်တယ် ကောပြီဒါဆိုရင်အချက်လက်ဒီအားလုံးကိုစူးစီးပြီးတော့ဒီပွဲရဲ့အဖြစ်ကိုခမန်းကြည့်ကြရအောင်တစ်ဖက်မှာဒဏ်ရာပြဿနာတွေနဲ့အိမ်ကွင်းဘီယန်အာဆနယ်နောက်တစ်ဖက်မှာအဝေးကွင်းနဲ့သမိုင်းရင်ကျိန်စာမီနေတဲ့ဆန်ဒလန်ဘယ်လိုမြင်လဲ ကျမမြင်တာကတော့ပွဲအစပိုင်းမှာအာဆင်နယ်တော်တော်လေးရုန်းကန်ရလိမ့်မယ်ဆန်ဒလန်ကခန်းစစ်ကိုအလုံးပိတ်ပြီးအာဆင်နယ်ကိုစိတ်မရှိအောင်ဆွဲဆောင်မှာပဲ အထူးသဖြင့်အိုရီဂက်နဲ့ဆာကာမပါတဲ့တိုက်စစ်ကအဲ့ဒီခန်းစစ်တိုင်းကြီးကိုဖောက်ဖို့အချင်းတစ်ခုတော့ယူရမှာပဲ ဟုတ်တယ်ဆန်ဒလန်ဘက်ကတံပြန်တိုက်စစ်ကနေမထင်မှတ်ထားတဲ့အခွင့်အရေးတစ်စိမ့်နှစ်စိမ့်လောက်ဖန်တီးပြီးအာဆင်နယ်ပိတ်သက်တီကိုရင်တမမဖလောက်လုံနိုင်နေတယ် ဒါဆိုပွဲကတည်ရကျသွားနိုင်ရရှိတယ်ပေါ့ အင်းဟာအင်ကွင်းပရိသတ်ရဲ့အားပြင်းမှုနဲ့အတိတရဲ့နီးတူရဟာပြောင်းလဲတွေကအလုတ်လုတ်လာမှာပဲဆန်ဒလန်ရဲ့ခန်းစစ်ကမိနစ်9ရိုင်လုံးအမားရွေးမရှိတောင်းခံထားနိုင်မှုဆိုတာမလွယ်ပါဘူး ဆိုတော့နောက်ဆုံးမှာတော့အာဆနယ်ရဲ့တိုက်စစ်ကလမ်းကြောင်းရှာတွေ့သွားမယ်ပေါ့ ရှာတွေ့ထွားမှာပဲဒါကြောင့်ကျမရဲ့ခံမှန်းချက်ကတော့အာဆင်နယ်နဲ့ဆန်ဒလန်1ပါပဲဒုတိယကိုကပွဲပြီးခါနီးမှာဝင်ထွားဖို့များတယ် ကောင်းပါပြီဒါဆိုဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အဓိကအချက်တွေကိုပြန်ချုပ်ရရင်အာဆနယ်ရဲ့အရှင်ဟွန်ကိုသူတို့ရဲ့တန်ရာပြဿနာကဘယ်လောက်ထိခိုက်စေမလဲဆိုတဲ့အချက် ဟုတ်တယ်ဆန်ဒလန်ရဲ့အဝေးကွင်းနဲ့တမိုင်းဆိုးဆိုတဲ့စေပိုင်းဆိုင်ရာဖီးအား ပြီးတော့ပိတ်ဆို့ကစားမဲ့ခန်းစစ်ကိုအဓိကကစားကွက်ဖန်တီးရှင်းတွေမပါပဲအာဆနယ်တို့ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့နီးဗျူဟာပိုင်းဆိုင်ရာစိန်ခေါ်မှုတွေပဲဖြစ်ပါတယ် ဟုတ်ပါတယ်ဒါပေမဲ့ပရိသတ်တွေအတွက်နောက်ဆုံးစဉ်းစားစရာအတွေးတစ်ခုခြံထားခဲ့ခြင်းတယ် ကောင်းပါလေ လူတိုင်းကအာဆင်နယ်နိုင်မယ်လို့ပဲတွက်ထားကြတယ်အထူးသဖြင့်အိုဒီကမပါရင်အာဆင်နယ်ရဲ့တိုက်စစ်ကဖန်တီးနိုင်စွာနေသွားမယ်လို့ပဲတွေးကြတယ်ဒါပေမဲ့တစ်ဖက်ကပြန်စဉ်းစားကြည့်အောင် စိတ်ဝင်စားစရာပဲ အိုဒီကတော့ကစားသမားမျိုးကကစားကွက်ကိုစနစ်တကျထိန်းချုပ်ကစားလေးရှိတော့တစ်ဖက်တလေမှာကစားပုံကနည်းနည်းနေသွားစေနိုင်တယ်အခုတူမပါဝင်နိုင်တဲ့အခါအာဆင်နယ်ကပိုပြီးတိုက်ရိုက်ကြတယ်ပိုမြန်တဲ့ပိုပြီးဟန်ချစ်မညီတဲ့ကစားပုံမျိုးနဲ့တိုက်စစ်ဆင်လာခဲ့ရင်ဘယ်လိုလုပ်မလဲ ဟောဆန်နလန်ရဲ့စနစ်တကျဖွဲ့စည်းထားတဲ့ခန်းစစ်ကအဲ့ဒီလိုမျိုးဂျိုတင်ခမ်းမှန်းလို့မရတဲ့ကစားပုံကိုရင်ဆိုင်ဖို့အတွက်ပို့ပြီးတော့ခက်ခဲသွားနိုင်တယ်ပေါ့ ဟုတ်တယ်လေကျွန်တော်တို့ကအာဆင်နယ်အားနေသွားမယ်လို့ယူဆရပေမဲ့တကယ်လားမှသူတို့ကပိုပြီးအန်ဒီရများတဲ့အတင်းတင်းဖြစ်ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့အချက်ကဒီပွဲကိုပိုပြီးစိတ်လှုပ်ရှားစရာကောင်းစေတဲ့အချက်တစ်ချက်ပါပဲ